စိမ့်ဆူနေတဲ့တောင်တန်းတွေပပလက်ကတိတ်ဆိတ်နေတဲ့နာဂရွာလေးကဤချမ်းနေတရားပါပဲဒီတောင်တန်းတွေဟာဒီဒေသရဲ့အလားပါပြည့်ရုပ်အလားတခါတရံအကာရံအသားစီလာတွေးမိပါရဲ့ဒီတောင်တန်းတွေကိုချစ်ခင်ခုံမရင်အများသူငါတွေလို့ပညာရေးအိမ်မက်ကိုအမြင့်ဆုံးထိမဲ့ဖူးကြတဲ့သမီးမင်းကလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအိမ်မက်တွေဟာစတင်ခန်းတဝက်တစ်ပြည့်မှာပဲရပ်တန့်သွားခဲ့ရပါတယ်အသက်29နှစ်အရွယ်နာကအမျိုးသမီးတူအတွက် Grade 9ဆိုတာဟာသူမရဲ့ပညာရေးကြီးအမြင့်ဆုံးဖြစ်သွားခဲ့ပါတယ်။ကျောင်းမတက်ချင်တော့လို့မဟုတ်ပါဘူး။ကျောင်းဆရာမတယောက်ဖြစ်ချင်ခဲ့ပါတယ်။သူနာပြုဆရာမဖြစ်ချင်ခဲ့ပါတယ်။ဒါပေမဲ့အိမ်မက်နဲ့သူမရင်ဆိုင်ရမယ့်လက်တွေ့ဘဝကြားကအကွာဝေးဟာသူမထင်ထားတဲ့ပိုပြီးရှည်လျားနေခဲ့ပါလေ။သူမနဲ့အဖြစ်ပြည့်မျိုးဟာဒီတောင်တန်းတွေနဲ့တသားထဲရှင်တန်နေကြတဲ့အမျိုးသမီးငယ်အများပြားကြုံတွေ့ကြရတဲ့ပညာရေးလမ်းကြောင်းပေါ်ကစင်ခုံမှုတစိတ်တဒေတာကိုတထတဲ့ပိုလင်ထင်ဟစေပါတယ်။နာဂဒေတာကျွေးရအများစုမှာမူလတန်းပညာထိတာသင်ယူခွင့်ရကြပါတယ်။အလယ်တန်းကစပြီးကျောင်းသားကျောင်းသူတွေဟာနီးစပ်ရာမြို့ကျောင်းတွေကိုပြောင်းရွှေ့ကြရပါတယ်။နာဂဒေတာကျွေးရများစုကနီးရက်နဲ့ဝေးကြရတဲ့အခြေအနေမျိုးပါမြို့တစ်မြို့ကိုရောက်ဖို့ဆိုတာမိုင်အကွာဝေးနဲ့တင်ဝေးနေကြတာမဟုတ်ပါဘူးတောင်တက်တောင်ဆင်းချီချီကြီးတွေတောင်လန်းတွေကိုဖြတ်တန်းရမှာချီချီကြီးတွာလာရမှာခက်ခဲတာတင်မကတရားမရှိတဲ့ချောင်းတွေကစရတူးထုဓမ္မဆုံးဒေတာကကလေးတွေကိုပညာရေးနဲ့ဝေးကွာစေတဲ့အကြောင်းရင်းတွေထဲပါပါတယ်အလေတန်းအထက်တန်းကျောင်းပညာရေးဆက်ဖို့အနည်းဆုံးမြုပ်ကိုတွားလို့ရမယ်ဆိုနောက်ထပ်အတားစီတစ်ခုကစီးပွားရေးနဲ့ဝင်ငွေကနောက်ထပ်စင်ခေါ်မှုဖြစ်ပါတယ်အိမ်ငါနေရမယ့်စီးရိတ်စားတောက်စီးရိတ်ကျောင်းအသုံးစီးရိတ်တို့ကမဖြစ်မနေရှိလာတဲ့အခါလယ်နဲ့တောင်ယာကလွဲလို့တခြားဝင်ငွေမရှိတဲ့မိသားစုနဲ့မိဘတွေအတွက်ဒါဟာကြီးမားတဲ့ဝင်ဖြစ်လာပါတယ်ဒီအခက်အခဲတွေစင်ခုံမှုတွေကြားမှာအရေးကြီးတဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ဆိုတာဖြစ်လာပါတယ်ဒီလိုအခြေအနေမှာတချို့တွေအတွက်ပညာရေးဟာအိမ်မက်မဟုတ်တော့ပဲရွေးချယ်ရမယ့်အရာတစ်ခုဖြစ်လာပါတယ်မိသားစုတချို့ဟာတာသမီ2ယောက်ထဲကတယောက်ကိုပဲကြောင်ဆက်ထားနိုင်တဲ့အခြေအနေကိုရင်ဆိုင်ရတဲ့အခါဘယ်သူကိုရွေးချယ်မလဲဒီလိုအစွန်ဖြတ်ရှိလာတဲ့အခါသမီးမင်းကလေးကအနာဂတ်အိမ်ထောင်တော်ဝန်ထမ်းမဲ့သူမို့တားယောက်ျားကပဲပညာဆက်သိမ်းဖို့ဦးစားပေးတဲ့ဆုံးဖြတ်ချက်တွေရှိလာတဲ့အခါသမီးမင်းကလေးတွေကပညာရေးကိုရနာပေးရပါတယ်မိသားစုဝန်ကိုကူထမ်းပေးကြရပါတယ်အကြောင်းရင်းကသမီးမင်းကလေးတွေကအရွယ်ရောက်လာရင်တခြားသူတွေရဲ့မိသားစုနဲ့လက်ထပ်ပြီးသူများအိမ်မှာအိမ်ထောင်ဖက်ဖြစ်မဲ့လူမို့စာဖတ်တရုံနဲ့လုံလောက်ပြီးဆိုတဲ့အမြင်ကြပါဒါကြောင့်နာဂသမီးမင်းကလေးတွေရဲ့ပညာရေးအခွင့်အလမ်းကိုကန့်သတ်နေတာဟာအကြောင်းရင်းတစ်ခုတည်းကြောင့်ဒလိအယူအဆတစ်ခုတည်းကြောင့်မဟုတ်ပါဘူးမြို့ပြနဲ့ဆက်သွယ်ရေးအလံဝေးခရီးအကွာအဝေးကနေစပြီးမိသားစုရဲ့စီးပွားရေးအခက်အခဲအကြောင်းတရားကိုအခြေတီကအမျိုးသမီးတွေအပေါ်ထားရှိတဲ့အမြင်တွေမှာအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီအသားစီးတွေကြားကပဲ Grade 9ကအတန်းပညာရဲ့ခရီးဆုံးဖြစ်ပေမဲ့ရရအတပညာကိုစီးပူးရင်အသက်29နှစ်အရွယ်သမီးပြိုလေးဟာလူမှုဖြစ်ဖြစ်ရေးလုပ်သားဖြစ်လာခဲ့ပါတယ်။သူမရှောက်ခဲ့တဲ့ခရီးမှာပညာရေးအခွင့်အလမ်းဟာအတန်းကျောင်းတွေမှာရပ်တန့်သွားခဲ့ပေမဲ့ရရှိလာတဲ့အခွင့်အလမ်းတွေကိုအမိအယဖန်ဆုပ်ရင်အမျိုးသမီးတွေဟာမိသားစုနဲ့လူမှုအတိုင်းဝိုင်းကိုအကျိုးပြုနိုင်သေးတယ်ဆိုတာကိုသက်သေပြနေပါတယ်။ပညာရေးကိုလူတလောက်သင်ယူနိုင်တဲ့သူတွေကြားမှာအတန်းပညာအရေးအတွက်ကိုဂုဏ်စာနေကြတဲ့ခေတ်ကာလမှာပညာရေးဆိုတာမှန်ကန်တဲ့သွေးခေါ်နေထိုင်ရင်ကိုယ့်ကိုပြောင်းလဲယူနိုင်ခဲ့တာမို့ပညာရေးဟာသူမအတွက်အတန်းပညာရေးအတွက်မဟုတ်ခဲ့ပေမဲ့
လူအတိုင်းဝိုင်းရဲ့အနာဂတ်ကိုလည်းပြောင်းလဲပေးနေတဲ့အသွေးခေါ်မြင်ဖြစ်လာခဲ့ပါတယ်။နာဂသမီးပြိုတွေရဲ့ပညာရေးခရီးဟာယနေ့တိုင်ရှည်လျားနေဆဲဖြစ်ပေမဲ့အဲ့ဒီခရီးကိုဆက်ရှောက်နေတဲ့ရှည်လန်းတိုင်းဟာအနာဂတ်အမျိုးလေးချက်တွေကိုဆက်လက်ရှင်တန်းစေတာဖြစ်ပါတယ်